ရောက်နေတာကနိုင်ငံခြားပြန်နေတာကမြန်မာပြည်ရှိနေတာကမဖြစ်မနေစစ်မှုထမ်းဆိုတော့နေနေတာကအမေအိမ်လွမ်းတာကမိသားစုထမင်းဝိုင်းလေးပေါ့ဗျာဒါပေမဲ့ဘဝဆိုတာရေလိုင်းကြီးပမာပြောရမမနေပြောရမနေရောက်ရင်မို့သူရိုးစကားတွေရှိနေပြန်တာဒါတွေကိုသိထားလို့လားအမေသားလေးတော့အလုပ်ကြိုးစားမှာဝေးချင်သူတွေဖိုက်တင်ပြန်ညီပေမဲ့ပြန်ဝိမရသေးတဲ့ဘဝတွေပြန်ညီတိုင်းပြန်လို့ရတယ်မရဘူးအမေ မြန်မာပြည်များပေါ်တာတွေဆွဲတယ်ဆိုတော့လေမြန်မာနိုင်ငံရဲ့အခြေအနေလက်ရှိအခြေအနေကပြန်ညီတိုင်းရတယ်ပြန်လို့မရဘူးဗျပြန်မဲ့သူတွေစဉ်းစားကြနော်